စဉ်တုံးအခါကငွေဆိုတဲ့အရာလူတွေအတုံးပြဖို့လဲလဲဆရာပါအချိန်တွေပြောင်းလာတော့ငွေဆိုတဲ့အရာကလူတွေကိုပြောင်းဆိုရင်သူတပြေးပြေးဝါမျိုးသွားယုံကြည်ချက်ရဲ့မရှိခံယူချက်ရဲ့မသိရေရွယ်ချက်လည်းမရှိတော့ပန်းတိုင်းရဲ့မရှိအမှန်မမြင်တတ်လေတော့အမြင်မှမရနိုင်တော့အထင်အမြင်တွေအစွန်းတစ်ဖက်စီဖိတ်လို့လွင်စင်သွားသဘော